ထိုင်းနိုင်ငံတောင်ပိုင်းဒေသဟာအဖက်ဖက်ကပြည့်စုံတဲ့အရက်ဒေသတစ်ခုပါကမ္ဘာတိအလက်ပတ်ခီးသွွားလုပ်ငန်းများသာမကပဲစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်းကောင်းတဲ့အပြင်ကုန်သွယ်ရေးလမ်းကြောင်းများရဲ့အရေးကြီးတစ်ကပောက်တစ်ခုလည်းဖြစ်ပါတယ်ပထဝီအနေထားကောင်းမွန်ရုံများမကပဲမလေးရှားမြန်မာအိန္ဒိယနိုင်ငံများနဲ့လည်းနယ်စပ်ကုန်သွယ်စီးပွားရေးဖွံ့ဖြိုးရာဒေသကြီးလည်းဖြစ်ပါတယ်အထူးသဖြင့်ရနောင်းခရိုင်ဟာထိုင်းနိုင်ငံရဲ့အနောက်ဘက်ခြမ်းနိုင်ငံများစီသို့ကုန်သွယ်ရာတစ်ကပောက်သို့မဟုတ် Western Gateway ဖြစ်နေသလို Southern Economic Corridor လို့ခေါ်တဲ့တောင်ပိုင်းဒေသစီးပွားရေးလမ်းကြောင်းထဲမှာအရေးအကြီးဆုံး Logistics စုံမက်နေရာတစ်ခုလည်းဖြစ်ပါတယ်။ရနောင်းမြို့ရဲ့စီးပွားရေးအခြေအနေယခုထက်ပိုမိုကောင်းမွန်လာစေရန်အာဆီယံအသင်းဝင်နိုင်ငံများနဲ့တရုတ်နိုင်ငံတို့ဟာရနောင်းမြို့စိတ်ကမ်းများကိုဖျက်ဆီးပြီး BIMSTEC နိုင်ငံများဖြစ်ကြတဲ့ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊မြန်မာ၊နီပေါနဲ့သီရိလင်္ကာနိုင်ငံများကိုကုန်သွယ်ရေးလုပ်ကိုင်နေတဲ့အတွက်ဖောက်သည်လူဦးရေအလွန်များပြားစွာရရှိနိုင်တဲ့အခွင့်အရေးလည်းရှိပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ကုန်စည်များကိုကမ္ဘာဈေးကွက်သို့တင်ပို့နိုင်ရေး2026စီမံကိန်းကိုရနောင်းမြို့ကုန်သွယ်ရေးဦးစီးဌာနမှအကောင့်ထဲဖော်ဆောင်ပေးနိုင်ရန်အတွက်ယခုပွဲတော်ကိုကျင်းပပေးနေခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဒေသဟာဆိုလို့ရှိရင်ပရီမီယံအဆင့်ရှိကုန်စည်ထုတ်လုပ်မှုများနဲ့ပြည့်နေလျက်ရှိပါတယ်။ရနောင်းမြို့မှာဆိုလို့ရှိရင်ချီဝီယန်စင်ဟိုင်ယန်ပင်လယ်အစားအစာဘန်းချကလေးဖနက်ဝိချိုက်ကံပရမောငါလုပ်ငန်းရနောင်ရဘာလုပ်ငန်းစင်ဟာရာရေချောင်းလန်း logistics စိတ်ကံစစ်ကိုအေးခဲပင်လယ်ထွက်အစားအစာအန်ဒမန်ဖဲရော့ဒီပလုပ်ငန်းရနောင်ခါမပွန်တီယောင်းဝေ SPD ငက်တိုက်ချိုရီပန်းစวนสายหมก Robusta Coffee R89 ပင်လယ်ထွက်အေးခဲကုန်ကြမ်းများဟန်ငါမြို့ထွက်ကုန်တွေဆိုရှင်ဘန်ရိုင်ခြိုင်ထုံးဒေသတွင်ထွက်ကုန်များ Top Product Foods ပင်လယ်အစားအစာဘန်ကတ်လိုက်ပင်လယ်အစားအစာအေးခဲလုပ်ငန်း Muslim Rubber and Palm Thai Rubber နဲ့စီအုပ်ထွက်ကုန်လုပ်ငန်းကရဘီမြို့ထွက်ကုန်တွေဆိုလို့ရှိရင်ချုပ်ထဝီဆပ်ရုံးရင်းထဝီကစ်ငပိကျော်ထိုင်းမဝင်ခါငချောက်ကျန်ဂျပဟပ်ဆေးပဝင်ထုတ်ကုန်များထင်ကွန်ဖာမ်စိတ်သားဟင်းခုကမြို့လာတာတွေကတော့ aesthetic innovation အသားရည်တပမှုထုတ်ကုန်များအရုံရုံးဖာမ်စပင်လှပမှုထုတ်ကုန်များကရာကျွတ်မော်ခွန်တီချင်းရဲ့လုပ်ငန်းပနဖတ်စမုတ်ပရိုင်ဗျာစေလုပ်ငန်းဘူရန်စီဖုဒ်ပူကက်ငပိကျော်ဘန်းဝန်พัฒนาအကျန်း6လုပ်ငန်း Bframe Intertrade စိုက်ပျိုးရေးပစ္စည်းမှာပုံချိုးထုတ်လုပ်ငန်းတရမ်းမျိုးလာတာဆိုလို့ရှိရင် Nadia and Nadis Food ပေါက်စီနဲ့စားတော့မျိုးမျိုး Fresh Life F&B ငါးတတာနဲ့ပင်လယ်ထွက်အစားအစာအမျိုးမျိုးဘန်းခမ်တရန်အစားအသောက်လုပ်ငန်းဘန်းဟတ်ယောင်ပင်လယ်ထွက်ကုန်အမျိုးမျိုးစတူန်မျိုးဆိုလို့ရှိရင်ဝိစဟာကိချုံချုံပလုံလုံးလဲအပိကျော်ခနန်းအပိကျော် IM ပူလီစရာလူသုံးကုန်ပစ္စည်းအမျိုးမျိုးThai Southern Food Industry ဟင်းခတ်အမွေးကြိုင် JBL မုတ်ပဲတီစာဟာရိုဖုဒ်စိတ်နို့ထုတ်လို့ရအဲဒီစီးပွားရေးလုပ်ငန်းရှင်တွေကိုတကားဖွင့်ပေးဖို့တဲ့ business matching စီစဉ်ပေးခြင်းအဖြစ်ထိုင်းလုပ်ငန်းရှင်များဟာအိမ်နီးချင်းနိုင်ငံများနဲ့စီးပွားဖက်ရရှိနိုင်တယ်လို့ကမ္ဘာအရရက်ကိုလည်းပဲပွန်ရစ်ဖြက်စီးပွားရှာလုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။အခုပွဲတော်ဟာကုန်စည်ပြပွဲ
ဈေးရောင်းပွဲအဆင့်သာမကပဲဒီပွဲမှာပါဝင်ကြတဲ့ထိုင်းတောင်ပိုင်းစီးပွားရေးလုပ်ငန်းရှင်များဟာဘင်္ဂလားပင်လယ်ပြင်ဖြတ်သန်းရတဲ့ BIMSTEC နိုင်ငံများနဲ့တကွ Asian China ဈေးကွက်ဆက်သွယ်မှုကိုလည်းပဲကောင်းစွာရရှိကြမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းအန္ဒမန်ပင်လယ်ပြင်ကမ်းစပ်ကမင်မောဝယ်ယာကုန်စည်များဟာကမ္ဘာစီးပွားရေးစင်မြင့်ပေါ်မှာတင့်တယ်စွာရောက်ရှိကြတော့မှာဖြစ်ပါတယ်။